ဒုနုကိုပုံချုပ်ကွင်းရဒေတာပင်နီယာမြို့အစိုးရပါဠိပါရမပြန်စာပြေဌာနမှာစာပြေကြတဲ့တန်ဃာတော်များကတော့ကျွန်တော်တို့ဒီပင်နီယာမြို့နယ်တွင်းမှာရှိကြတဲ့စာတင်တိုက်တီးတီးကတန်ဃာတော်များရဲ့ကျွန်တော်တို့ဒုနုကိုပုံချုပ်ခွင့်ရဒေတာရွာငံမြို့30ကျောင်းကစာပြေတန်ဃာများရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီပိဋကကမ္ဘောဇာနွန်ချူစာတင်တိုက်ကနေပြီးတော့တန်ဃာများကရောကျွန်တော်တို့ပင်နီယာစာရေးဌာနမှာဝင်ရောက်ပြီးတော့စာဖြည့်ဆိုတော်မူကြပါတယ်ဒီနေ့ကကျွန်တော်တို့1389ခုနှစ်နေုံလဆန်း9ရက်နေ့ကနေပြီးတော့နေုံလပြည်နေ့ထိကျင်းပတဲ့အစိုးရပါဠိပထမပြန်စာမေးပွဲကိုဖြည့်ဆို့ရန်စီရင်သွင်းထားတာကတော့ပထမကြီးတန်းမှာ12ပါးပထမလတန်းမှာက16ပါးပထမငယ်တန်းမှာက84ပါးအခြေပြုမူလတန်းမှာက133ပါးစုစုပေါင်း245ပါးစီရင်သွင်းထားပြီးတော့စာဖြည့်ကြတဲ့တန်ဃာကတော့ပထမကြီးတန်းမှာ10ပါးပထမလတန်းမှာ73ပါးပထမငယ်တန်းမှာ59ပါးအခြေပြုမူလတန်းမှာ101ပါးစုစုပေါင်း183ပါးကြွားရောက်ပြီးတော့စာဖြည့်ဆိုမူကြပါတယ်ခင်ဗျ1984ကတည်းကဒီအစိုးရပါဠိပါရမပြန်စာမေးပွဲတော်ကြီးကိုကျွန်တော်တို့ဒီပင်နီယာမြို့စာစစ်ဌာနရရှိပြီးတော့စတင်ကျင်းပလာတယ်လို့သိရပါတယ်ခင်ဗျဒီမှာထူးခြားချက်ကဒီစာမေးပွဲဖြေဆိုကြတဲ့တန်ဃာတော်တွေကိုစာမေးပွဲအစရက်ကစားပြီးတော့ဆိုင်ပွဲပြီးဆုံးသည့်အထိနေ့စဉ်နေ့တိုင်းနာနေဆုံးနေ့ဆုံးဆက်ကလှူဒန်းပါတယ်ဒါထူးခြားချက်ပါတချို့စာပြေဌာနမှာဆုံးမကပါဘူးဒီမှာတော့အစအဆုံးနာနေဆုံးနေ့ဆုံးဆက်ကလှူဒန်းပါနောက်ပြီးရင်ဒီအစိုးရပါဠိပထမစာမေးပွဲအောင်မြင်တော်မူကြတဲ့စာအောင်တန်ဃာတော်တွေကိုစာအောင်စုနှင်းတဲ့ပင်စုလပွဲနှင်းတဲ့ပင်ဒါလည်းပြုလုပ်ပေးပါကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီးအတုရှိကြတည်တံ့ပြန်ပွားပါစေခြင်းအကျိုးငါပရိယတိစာပေကိုသင်အံပို့ချကြတဲ့တန်ဃာတော်များသည်မိမိတို့တန်ဃာတော်များသင်ကြားပို့ချစာဟန်ထားတဲ့စာပေများကိုနိုင်ငံတော်အစိုးရကကျင်းပတဲ့ပါဠိပထမပြန်စာမေးပွဲတော်ကြီးမှာဖြည့်ဆို့အောင်မြင်ပြီးတော့သာသနာပြုနိုင်ကြတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ယခုလိုအစိုးရပါဠိပထမပြန်စာပြန်ပွဲတော်ကြီးမှာစာဖြည့်စာပြန်တော်မူကြကုန်သောတန်ဃာတော်များကိုစွန့်ခဲပွဲဆောင်စုတို့ကိုဆက်ကလူတန်းပေးကြတဲ့အတွက်လည်းပဲကျွန်တော်တို့မြို့နယ်စွန့်ကုန်းအဖွဲ့ကဓာတုအနုမောဒနာခေါ်ဆိုရပါတယ်